ယောက်ျားဖြစ်သူကမိန်းမခေါင်းအဲ့လိုမျိုးဖြတ်ပလိုက်တာအဲ့ဒါတွေကြောင့်မကလည်းဒီလိုမျိုးလူရှင်းတဲ့နေရာဆိုတိတ်မလာရဲဘူး ခေါင်းဖြတ်ပြက်လိုက်တာလား ဟုတ်တယ် အော် မောင်တော့မကတော့အဲ့လိုတော့မလုံးတော့ပါဘူးမောင် လောက်ပါတယ်မလုပ်ဘူး မောင်ကအဲ့လိုမောင်လည်းဒီနာလေးဘာလို့ရှိနေတာတော့ဝေရောနာလေးမှကိမကြောက်ငွေမကြောက်နဲ့ ဘာမှဆရာမမလို့တာဒီနေရာမှာဘယ်သူမှဘာမှကိုမရှိ ဒီနာလေး ဘူး လူတွေတိတ်ဆိတ်တယ်လေမောင်ကလည်းကြိုင်းမနေရဘူးတော့ မာလည်းဘာမှမပြုတ်ဒီနားမှာဘယ်သူမှကိုမရှိတာကဲအမနဲ့မုံနေပဲနော်တစ်ခါတလေလေးချစ်ကြည့်လူရတဲ့ဟောင်းမ မောင်တို့ကပြောလိုက်ဒီတိုင်းကြီးပဲမလာဘူးဆိုလဲစိတ်ကရင်ဆိုးလိုက်မယ်မောင်တို့ကလည်း မာလည်းတစ်ခါတလေလေးတွေ့ရတဲ့ကိစ္စကိုဘယ်သူမှမြင်တာလည်းမဟုတ်ခွနဲ့မ သူမှမမြင်တာတော့ဟုတ်တယ်လေဒီဝင်တော့အောက်မှာတော့မတော့မှကြောချမ်းလာတယ် ဟောမချမ်းပါနဲ့မကြီး မောင် ဟမ် ဟိုတရင်ကြားပြီလားမသိမောင် ဘယ်တင်းလဲမ မနေ့ကညမလေဟိုဟာဖေးဖို့ကြည်တာဖေးဖို့မယ်ဟွာမင်းတို့လည်းတိတ်မှာပေါ့မောင်ကတိလားဟိုယောက်ျားဖြစ်သူကမိန်းမခေါင်းအဲ့လိုမျိုးဖြတ်ပလိုက်တာအဲ့ဒါတွေကြောင့်မကလည်းဒီလိုမျိုးလူရှင်းတဲ့နေရာဆိုတိတ်မလာရဲဘူး ခေါင်းဖြတ်ပြက်လိုက်တာလား ဟုတ်တယ် အော် မောင်တော့မကတော့အဲ့လိုတော့မလုံးတော့ပါဘူးမောင် လောက်ပါတယ် မလုပ်ဘူးမောင်ကအဲ့လိုမပြောနဲ့ကွာ လုံမယ်လို့မပြောဘူးမောင်ကမလုံဘူး မပြန်လိုက်မှတော့မ မလည်းဖေလို့ရပါမလဲအဲ့ဒါတူတို့မောင်ကမောင်နော်မောင်ကတက်လုံးချစ်ပြီးတာနော် ပြောတာပြောမောင်တို့ယောက်ျားတွေနည်းနည်းတော့ကြောချမ်းတယ် မ အဲ့ဒီနေ့ကြည့်ပြီးတော့တိတ်စိတ်မချမ်းသာညလည်းအိမ်မက်လည်းမကောင်း မောင်လည်းတွေ့တယ်လေအဲ့မှာ Facebook ညလည်းအိမ်မက်မကောင်းခေါင်းဆင်းနင်းတယ် ကောင်းစိတ်နင်းတာမလည်းအဲ့ဒါတွေကဘာမှမဟုတ်အဲ့ဒါရှောက်ပြီးတော့မှနော်စိတ်ထဲမှာမထားနဲ့နော်အဲ့ဒါတချို့ယောက်ျားလေးတွေမောင်တို့ကကြောမောင်ကအဲ့လိုမျိုးလူစားမျိုးမဟုတ်တာနော် ပြောတာပဲ